ဒီမြောက်ကလေးကသူရရှိတဲ့နေ့လည်စာကိုတီးတဲ့ဆန်ထင်းရဲ့မျက်နှာတဲတဲစီဒေါသတကြီးနဲ့ပြစ်ပေါက်လိုက်ပါတယ်လွန်ခဲ့တဲ့10မိနစ်တုန်းကတော့သူကအရန်ကိုပျော်နေခဲ့တာပါသူပေးထားတဲ့တောင်းကိုအောင်မြင်အောင်လုပ်နိုင်ခဲ့လို့စုအချီတခွားသီးတပြားရခဲ့တယ်လीအဲ့ဒီတခွားသီးကိုသူကတမျိုးမျိုးဝါဟင်းဒါဟာကဘာပေါ်မှာအကောင်းဆုံးနေ့လည်စာပဲလို့ထင်နေခဲ့တာဒါပေမဲ့ဘေးကလောင်းရင်းတဲကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာတော့အရာအလုံးပြောင်းလဲသွားပါတော့တယ်သူ့သူငယ်ချင်းကလည်းသူ့နဲ့တူညီတဲ့တောင်းပဲလုပ်ခဲ့တာပါဒါပေမဲ့တီးတဲ့ဆန်ထင်းကသူ့သူငယ်ချင်းကိုကြတော့အရေးရွှမ်းပြီးချုံမြင်တဲ့စပီးတီးတစ်လုံးပေးလိုက်ပါတယ်အဲ့ဒီမှာတင်မြောက်ကလေးကစွန့်အားစွာပါတယ်သူလက်ထက်ကသခွားသီးကိုပြန်ကြည့်လိုက်တယ်လွန်ခဲ့တဲ့တစ်စက္ကန့်ကဒါအရသာရှိတဲ့အစားအစာထိထည့်ပေမဲ့အခုတော့ဒါအမိတ်ထိသွားပါပြီသူကဒေါသတကြီးအော်ဟစ်ပြီးလောင်ရင်းတိုင်းတွေကိုစွန့်ရမ်းပါတော့တယ်သူကငတ်တည်ရင်တည်ပါစီတော့မယ်တခြားသူတွေနှိမ့်ထားတဲ့ဒီသခွားသီးကိုတော့လုံးဝအထိမခံတော့ပါဘူးဒါကိုစိတ်ပညာမှာတော့မများတမှုကိုယွန်းရှားခြင်းလို့ခေါ်ပါတယ်လောကရဲ့ရက်ဆက်တဲ့နေရာမှာတခုရှိရဲ့မြင်းတို့တစ်ကြောင်းကိုပိုတိုးသွားအောင်လုပ်ဖို့အတွက်အဲ့ဒီမြင်းကိုဖျက်တောက်ဖိဖို့မလိုပါဘူးဘေးနားမှာပိုးရှိရဲ့မြင်းတစ်ကြောင်းဆွဲလိုက်ရုံပါပဲအဲ့ဒီစပစ်သီးဆိုတာဘေးနားကပိုးရှိရဲ့မြင်းပါပဲအဲ့ဒီမြင်းပေါ်လာတာနဲ့တင်းလက်ထက်ကတခွားသီးဟာအလိုလိုတိုးသွားပါတော့တယ်ပြိုရွေးမှုကိုတပ်ဖြတ်တာဟာစင်းရဲမွဲသေးမှုမဟုတ်ပါဘူးနိုင်ရှင်ချင်းတတ်တာဖြစ်ပါတယ်တင်လာစာ9သိန်းရတော့ကအရန်ပြိုခဲ့ပေမဲ့တင့်ထဲညံ့တဲ့လောက်ဖို့ကွိုင်းဖက်က10သိန်းရနေတယ်ဆိုတာသိလိုက်ရတဲ့အခါတင်ပြိုရွေးမှုဒီပျောက်ဆုံးသွားတယ်တင်အိမ်လေးတစ်လုံးနဲ့ကျင်းတဲ့နေတော့မှကျောင်းနေပဲသူငယ်ချင်းတွေနဲ့ပြင်ဆုံပြီးသူတို့ရဲ့ချမ်းသာမှုကိုမြင်လိုက်ရတဲ့အခါတင်ဘဝဟာငရဲလို့ခံစားလာရတယ်လက်ထက်ကတခွားသီးကတော့မပြောင်းလဲပါဘူးပြောင်းလဲသွားတာကတင်ရဲ့အမြင်နဲ့စိတ်နေစိတ်ထားပါတင်ဟာတခြားသူတွေရဲ့တတ်မှတ်ချက် coordinate system ထဲမှာရှင်းတတ်နေတယ်တင်ထက်ပိန်တဲ့သူရှိရင်တင်ဟာဝဲတဲ့သူထိနေမယ်တင်ထက်ချမ်းသာသူရှိရင်တင်ဟာစင်းရဲသားဖြစ်နေမယ်တယောက်ယောက်ကစပစ်သီးစားနေရင်တင်လက်ထဲကတခွားသီးဟာအမိုက်ဖြစ်နေပါလိမ့်မယ်ဒါပေမဲ့ဘာဖြစ်လို့လဲဘာလို့တခြားသူရဲ့အမြင်အရှင်နဲ့ကိုဘဝကိုတိုင်းပါလဲသူတို့ရဲ့ခန္ဓာတဲ့စားရင်ကြီးနဲ့တင်ရဲ့ရိုးရှင်းတဲ့သမင်းဝိုင်းကိုဘာလို့အဆက်ခွဲခံပါလဲကမ္ဘာပေါ်မှာလူတန်ပေါင်း9000ကျော်ရှိပါတယ်လိုက်နိုင်ရှင်ကြီးရဲ့ဒီတတ်ဘဲတော့မှစုံမှာမဟုတ်ဘူးအဲ့ဒီနိုင်ရှင်တက်တဲ့မှန်ပေါင်းကြီးကိုရိုက်ခွဲဖြစ်လိုက်ပါပျော်ရွှင်မှုမှာပုံသေးအပြေမရှိပါဘူးကျေငါးပွင့်စားတော့ဆိုင်မှာမိကြီးကြနေတဲ့သူရှိတယ်လို့လမ်းဘေးဆိုင်လေးမှာရေမောနေတဲ့သူတွေလည်းရှိပါတယ်တင်းရဲ့ခံစားချက်ကသာလေတူးလဲတော့တိုင်လူကြီးပါမျက်စီမိတ်ပြီးညင်ရီရှက်ရီစားလိုက်ပါတင်းသားအရသာရှိတယ်လို့ခံစားရင်ဒီတခွားသီးတပြားဟာတင်းကျွတ်တော့အကောင်းဆုံးတော့စားတော့ပွဲပါလေဒီဗီဒီယိုကနေဘာဒီသဘောကောက်သွားလဲဆိုတာပြောပြပေးသွားခဲ့ပါအောင်နော်